လောက်တာတကောင်ရပြီအေးတပတ်ကေထရပတ်ကေမီနီယစာဘေဆောင်းရန်ကန်ရခက်ပါဆိုတဲ့အလောက်ကိုစာဘေရောက်ဘလို့စောရမလဲဆိုတာပြောပြပေးမယ်အစောပိုင်းမှာစေဘာနာနဲ့ထိန်ရတာဆိုတော့မင်းတိတ်တော့မလွယ်ဘူးကွာ तू ကစကေတူကနဲချမ်းတယ်အဲ့အကြောင်းမလို့နည်းနည်းတော့ရှောင်စော့ရမယ်ကိုနည်းနည်းစောင့်ပြီးမှသူ့ကိုလှုပ်အဲ့ဒါဆိုရင်မင်းအနေငယ်တက်တာပဲမရှိဘူးဆိုရင်တော့မင်းတတိထားပြီးတော့စော့တာအကောင်းဆုံးပဲပေးလဲတက်တယ်ဒမ်းမိတ်လဲထွက်တယ်ဒါပေမဲ့သူ့မှာ skill 1မရှိဘူးဆိုရင်ကိုပိုသုံးလို့မရဘူးအဲ့တော့နောက်ပဲခဏပြတ်စုပ်ထားမယ်ငါမှ petrify ရှိတယ်ဒါပေမဲ့ဒီကောင်ကိုတတ်ဖို့အတွက်မလုံလောက်သေးဘူးကိုယ့်ရဲ့ teammate တွေကိုခဏစောင့်မယ် okay ငါ level 2ရောက်သွားပြီဒီကောင်ခြုံထဲမှာရှိနိုင်တယ်အဲ့တော့ငါမလုပ်ဘူးအလဲမှာရုပ်ဖြစ်နေတဲ့ဗတဲ့ကိုတော့ join လိုက်မယ်တကယ်ငါတတ်ချင်တာတော့ဟာရာဘူဇာပဲဒါပေမဲ့ဒီကောင်ကဟိုဘက်ကိုပြေးသွားတယ်ဆိုတော့ငါလမ်းမှာကူစင်ကိုပဲလမ်းကြုံပတ်ဆက်ဝင်ဆွဲလိုက်တယ်ဒါပေမဲ့ဒီကောင် petrify မထိသွားလို့ငါတာဝါထက်ထိဝင်ပြီးတော့တတ်လိုက်ရတယ်အဲ့မှာငါပတဲ့ကူပြီးသွားပြီဆိုတော့ငါလင်းကိုငါပြန်သွားမယ်မဟုတ်ဘူးဆိုရင်ငါကိုးတွေခွာခံရလိမ့်မယ်ဒီကောင်လေးကိုလွတ်ထားလို့မရဘူးစပနာဆိုရဲကောင်မကလည်းတော့ရှုပ်လို့တော့မရဘူးသူ့ရဲ့ ultimate နဲ့မိသွားလို့ရှိရင်ဘယ်ကောင်မှမလွတ်ဘူးအဲ့တော့ငါနည်းနည်းတော့ရှောင်စော့နေရတယ် A1 နဲ့ K2 ကိုချိန်ကိုက်သုံးတက်မယ်ဆိုရင်မင်းအိမ်မပြန်မနဲ့ဒီကောင်ကို AC ထိန်းလို့ရတယ်။ဘာမလွတ်သွားစေနဲ့မင်းနီယန်နဲ့လွတ်သွားရင်တော့မင်းနှိမ့်သွားလိမ့်မယ်။ပြီးရင်ကိုတင်းကိုစောင့်ပါအခုဆိုရင်ငါဘက်ကအတလက်ကရန်ကောင်းတယ်။လာနိုင်ပြီးတယ်ဆိုတော့ငါ AC ပဲ။အတလက်ရဲ့ stand ကြောင့်ထွက်လာတဲ့ပတ်စစ်တွေကိုအသုံးချပြီးတော့ဒီကောင်ကိုငါရွာပြန်ပို့ပေးလိုက်တယ်။ဟာရာဘူဆောင်ငါမတွေ့တာမဟုတ်ဘူးတွေ့တယ်ဒါပေမဲ့ငါမမြင်ချင်အောင်စောင့်ပေးလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ငါ level 4မရသေးဘူး level 4ရမှဒီကောင်နဲ့တွေ့အောင်မယ်ငါ AC ပဲ level 4ကိုရှာလိုက်အောင်မယ်ဒီပွဲမှာငါတို့ဘက်ကအတလက်ကအရန်ကောင်းတယ်မင်းတို့မြေပုံမှာကြည့်လိုက် enemy ရဲ့ hyper ကဘလို့မှဖမ်းလို့မရအောင်လိုက်ပြီးတော့နှောက်ရှက်နေတာမြေပေါ်မှာဒီလိုမျိုးမြင်နေရပြီဆိုလို့ရှိရင်ကိုယ့်အကိုဖာတိပါတာမနေပါနဲ့ကိုယ့်ရဲ့ run ကအဲ့လိုမျိုးလိုက်လုပ်ပေးနေရင်ကိုကလည်းပတယ်လိုက် join စေဗနာကိုငါဝလုံးနဲ့နှမ်းရိုက်တယ်ဆိုမဲ့ဒီကောင်ကအဲ့ဒီသုံးသွားတာမလို့လွတ်သွားတယ်ဒီမှာ triple တန်းရသွားတယ်ကွာဟာဘူဆောင်ငါဖြုတ်ဖို့လုပ်တယ်ဆိုပေမဲ့ဒီကောင်တာဝါထဲကိုပပနဲ့ပဲရှောင်သွားတယ်ဒါကြောင့်မလို့ငါလမ်းကိုငါပြန်ရှင်းရအောင်မယ်အားလုံးရဲ့ skill 1ကိုတွေ့လာအတန်အတိုလေးနဲ့တစ်ချက်ရိုက်တာအဲ့အတန်အတိုကိုလည်း short တွက်လို့တော့မရဘူးဒီကောင်ကလည်း stand ပေးတဲ့နေရာမှာတော်တော်လေးအသုံးဝင်တယ်အဲ့ဒီတော့ငါတို့ကလက်ကို AACC ပဲစားရတယ်ဘာဖြစ်လို့လဲဆိုတော့ enemy တွေကအကုန်ရှော့နေလို့ပေါ့အခု position ကိုကြည့်ပါစေဘနာကတာဝါထဲမှာငါဝင်လို့တော့ရတယ်ဒါပေမဲ့ငါပြန်ရှော့သွားနိုင်တယ်အဲ့ဒါကြောင့်မလို့စိတ်ရှည်နဲ့အပြင်ကနေငါစောင့်တယ်ကိုကဂိုးတာတဲ့ level တာတဲ့ဆိုပြီးတော့ဆွတ်ဆက်လုံးလို့မရဘူးတာဝါကဘဒုကိုမှဆရာမထားဘူးတာဝါထဲဝင်လာရင်ဘာကောင်းနေတာဝါတီးမှာဒီ mobile legend game မှာတာဝါထက်ကျန်းတဲ့ကောင်မရှိဘူးအဲဒါကြောင့်မလို့တာဝါထဲမှာဝင်လုံးမယ်ဆိုရင်တော့ပိုင်မလောက်ပါမပိုင်တော့မလောက်နဲ့အခုဒီနားမှာ crit ပိတ်ထားတယ် crit ပိတ်ထားတော့ enemy က level လည်းမရဘူး goal လည်းမရဘူးအဲ့ဒါအရင်မိုက်တယ်ဒါမျိုး crit ပိတ်ပြီးတော့ sort တက်အောင်လို့လေ့ကျင့်ထားပါဒီလို crit ပိတ်ခြင်းအပြင် enemy ကို level ကို goal ကိုကနောက်ကျအောင်လုပ်လို့ရတယ်စေဘနာကိုကြည့်ဒီကောင်ကိုတီးထားတာမှုံနေပြီဒါကြောင့်ဒီကောင်ကြောက်အားလန့်အားနဲ့စပယ်တွေအကုန်ရှော့သုံးတယ်သူတို့ဘက်ကတန့်ကတော့လာတယ်ဒါပေမဲ့နောက်ကျသွားပြီငါသေတော့မလို့ပဲဒါပေမဲ့ငါတို့ဘက်ကအတလက်ကအရန်ကောင်းတယ်ငါ့ကိုကင်သွားတယ်ပေါ့အဲဒါကြောင့်မလို့ငါနှစ်ကောင်လုံးကိုအိမ်ပြန်ပို့ပေးလိုက်တယ်ကဲမြန်မာကားတွေကရဲမြညွန့်တဲ့အဖွဲ့ပွဲပြီးမှရောက်လာပြီသူ့မှာရှိတဲ့ spare တွေအကုန်သုံးပြီးတော့ငါ့ကိုတတ်ဖို့ကြိုးစားတယ်ဒါပေမဲ့ငါကသွေးတောင်မလျော့ဘူးငါသူ့ကိုပြန်ကျုံးလို့ပဲဒါပေမဲ့ငါဝလုံးနဲ့ရိုက်တာနည်းနည်းလေးချော်သွားတယ်ဒီကောင်ကန်ကောင်းလွတ်သွားတာအဲ့ကောင်ပါအိမ်ပြန်ရအောင်ပါအဲ့တော့အပေါ်လမ်းမှာငါတော်တော်လေးစိုးမိုးထားပြီဆိုတော့ငါအလဲကိုသွားဖို့တစ်ချက်ကြည့်တယ်ဒါပေမဲ့ဒီကောင်တွေကသူတို့တောထဲမှာငါနဲ့လည်းတော်တော်လေးတော့အလန်းဝင်းနေသေးတယ်အဲဒါကြောင့်မလို့ငါအခြေအနေကိုတစ်ချက်ကြည့်လိုက်တယ်လာရကျိုးနဲ့အောင်အလဲကမီနီယန်လေးတွေကိုပါဆယ်ဆွဲလိုက်တယ်
အဲ့မှာအတူရနှစ်ခုရှိနေတယ်တာတဲကိုဝင်ကူပါလားဒါမှမဟုတ်ရင်အပေါ်လမ်းမှာငါရဲ့တာဝါငါတော့ထိမ့်မလားငါမှာစဉ်းစားစရာနှစ်ခုဖြစ်လာတယ်ဒါပေမဲ့အပေါ်လမ်းကတာဝါကိုပဲတော့ထိမ့်ဖို့ဆုံးဖြတ်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ fighter ကအပေါ်လမ်းမှာအဲ့တော့သူတို့ကဘတ်တယ်လာ join ဖို့ဆိုရင်4-4ပဲအဲ့တော့ငါအပေါ်လမ်းကိုပဲထိမ့်ဖို့ရွေးချယ်လိုက်တယ်Savannah ရဲ့ skate 2ကိုတစ်ချက်စောင့်ပြီးမှဒီကောင်ကိုကျုံးဖို့လုပ်တယ်။ဒီကောင်ကလည်းမကြောက်မရွံ့နဲ့ငါ့ကိုပြန်ကျုံးဖို့လုပ်တယ်။အဲ့တော့ငါ့ကို1 2 petrify 2လေးနဲ့ဒီကောင်ကိုဖြတ်ဖို့ကြိုးစားတယ်။ဒါပေမဲ့ငါ့ရဲ့ skate 2ကနည်းနည်းလေးလိုအပ်ချက်ရှိသွားတယ်။ဘာလို့လဲဆိုတော့ minion မှာ marking မှတ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ငါ့ရဲ့ hero က minion ကိုတော့ချမိသွားတယ်။အဲဒါကြောင့်ဒီကောင်လွတ်သွားတယ်ဆိုပေမဲ့လည်းမလွတ်ပါဘူး။ငါမရအောင်လိုက်ပြီးတော့ဒီကောင်ကိုအိမ်ပြန်ပို့ပေးလိုက်ပြီဒီကောင်လေးဖက်မှာစာနေနဲ့တက်နေတဲ့ကောင်တစ်ကောင်ရှိတယ်အဲကောင်ကတော့ကူစင်ပဲကူစင်ကငါ့ကိုပါစင်နဲ့လိုက်အိမ်နေတာရတယ်ပြဿနာမရှိဘူးဒီကောင်ကိုသွေးကြွေးပြန်ဆက်ပေးမယ် NMB ဖက်ကကူစင်ကနည်းနည်းတော့စာတက်တယ်ကွာဒီကောင်ကမြေပုံမှာ plane အဲ့လိုဘရောမှပေါ်မလာဘူးအနောက်ကနေပဲပုံရှိုးကွယ်ရှိုးနဲ့ hero key တွေလိုက်ကောက်နေတာဒီကောင်ကိုနည်းနည်းတော့သတိထားရမယ်NMB ဖက်ကောင်တွေကပတ်ပြေးနေပြီအဲ့တော့လုံးစရာမရှိတော့တာဝါချိုးမယ်ကွာမကြခင်မှာကျွန်တော်တို့တက်တဲ့ထွက်တော့မယ်အဲ့တော့တက်တဲ့မှာ vision လေးကိုကောင်းကောင်းလေးယူထားလိုက်ပြီဒါမှငါတို့ position အသာလေးနဲ့ဒီကောင်တွေကိုဖြုတ်နိုင်မှာထင်းတဲ့အတိုင်းပဲဒီကောင်တွေယူယူမူးမူးနဲ့ပြေးဝင်လာတာဒီမှာဘတ်တန်ကဆောင်းကောင်းတယ် enemy ကရှိသမျှ spare အကုန်သုံးရတာဒါပေမဲ့ကိုကလည်းမရဘူး skill တွေကိုလုံးဝအတိအကျသုံးပြီးတော့ဒီကောင်တွေအားလုံးကိုတယောက်တည်းအကုန်ဖြုတ်ပေးလိုက်တယ်ကိုဘက်ကတင်းရလဲကောင်းတာလဲပါတာပေါ့အတိကတော့ athlete တို့ဘာတို့ sacrifice လုပ်သွားတာတော်လေးမိုက်တယ်ဒါနဲ့ပဲကလေးတွေကိုအပြင်းအပြေ service ယူပြီးလိုက်တယ်ဒီလောက်ထိနှအုံဝရင်တုံးနဲ့တီးထားတာမမှတ်သေးဘူးအဲ့စေဘာနာဆိုတဲ့ကောင်မကဒီမှာလာပြီးတော့အလူပေးချင်သေးတာဒီကောင်မရဲ့စအိုးကိုဝလုံးနဲ့ဖြည့်ရိုက်တယ်ဆိုပေမဲ့နည်းနည်းလေးလွတ်သွားတယ်ကိုရီဘက်က room ကိုကြည့်လိုက်နေရာတိုင်းမှာဒီကောင်ရောက်ကိုရောက်နေတာပတဲ့တိုင်းမှာဒီကောင်ပါတယ် trigger ကကိုယ့်ကို personal ဝင်ဖမ်းတယ်ဒါပေမဲ့ AC ပဲကိုကဘာမှအပြိုရည်တော့မပြတ်ဘူးတာဝါ damage တွေကိုကိုယ့်ဘက်က room ကဝင်ခံပေးနေဆိုတော့ကိုလည်းအားနာပါနာနဲ့ဒီ trigger ကိုနင်တလောက်ထိတောင်မှဖြစ်နေတာဆိုပြီးတော့ဒီကောင်ကိုရွာပြန်ပို့ပေးလိုက်ပြန်ရောတလောက်ထိနှအုံနေနှပန်းနေကျင်းထားလဲမမှတ်သေးဘူးဒီကူစင်ကလာလာလှုပ်နေတာဒီကောင်လဲရွာသားကြီးကိုပို့ပေးလိုက်ပြီအကင်းစမ်းချင်လို့တဲ့အဲ့ဒါနဲ့ဒီကောင်လေးဝိုင်းပြီးတော့ကျုပ်ကိုတမဖို့လှုပ်တာအစ်စေးပါဒါပေမဲ့ကိုနောက်မှာဘက်ကတ်တွေကရှိနေတယ်ဒီကောင်လေးမသိလိုက်ဘူးအဲ့တော့ဒီကောင်လေး3ယောက်လုံး triple K အပြင်းပြေယူပေးလိုက်တယ်ဗျာ sorryဝဲချင်း9မိနစ်ကျော်လာတဲ့ဆိုရက်နေတာတစ်ခုမှာကျွန်တော်ဘက်ကအလေလန်းတောင်အောင်နေဖို့စလောက်တယ်အဲ့ဒါနဲ့ enemy ရဲ့ trigger ကလှလေးပဲကျွန်တော်တို့ဝင်ဖမ်းတယ်ပေါ့ဗျာအဲ့ဒါနဲ့ဒီကောင်တွေဘက်ကလည်း3កောင်လောက်ဝင်ပြီးတော့ကျုံးမယ်ဆိုပေမဲ့လည်းကိုယ့်ဘက်ကလည်းပြန်ပြီးတော့ဝလုံးရှင်နဲ့တိန်ကျုံရိုက်ပြီးတော့ဒီကောင်လေးကိုပြန်ပြီးတော့ဆုံးမပေးလိုက်တယ်တပွဲလုံးမှတကောင်ပဲတည်သေးတဲ့ကိုကိုကူစင်က personal light အိန်းတယ်ဒါပေမဲ့မရဘူးကိုကလည်း rose gold ထည့်ထားတယ်ဆိုတော့ရှီးပြန်တက်တယ်ဒီကောင်ပြန်ကျွေးမလို့ပဲဒီကောင်ကလည်းဖင်လေးကိုကော့ပြီးတော့ရှောင်သွားတယ်ဆိုတော့ဒီကောင်ကိုဒီတစ်ခါတော့ချမ်းသာပေးလိုက်မယ်ရွာအောက်ပိုင်းမှာလော့လာလူတဲ့ဟာရာဘူဇာတို့အုပ်စုနဲ့ကျွန်တော်ဘက်ကဇီးလုံးတို့အုပ်စုနဲ့တိုက်ပွဲတွေဖြစ်နေပြီဆိုတော့ကိုကတော့အသာလေးပဲ hero key တွေဝင်ကောက်ပေးလိုက်တယ်ပြေးချိန်တော့မရလိုက်ဘူးဟာရာဘူဇာလုံးဝပျောက်သွားပြီအဲ့တော့ Savannahဝင်ကောက်မှုပဲ Emperor Justice နဲ့ခုံပြီးတော့ပြေးသွားဒီဘက်ထဲမှာကိုရှော့တော့မလို့လုံးဝဆက်စီသွေးလေးနဲ့အသက်လူပြီးတော့ပြေးခဲ့ရတာဒါပေမဲ့ကိုကလည်းဖင်နည်းနည်းရားတယ်ကိုမအတလက်နဲ့ဂူစင်နဲ့ဘိုင်ဝမ်ကစ်စင်နေပေးနေတာအဲ့ဒါနဲ့ကိုလည်းဝင်ပြီးတော့ဖြတ်ပေးမလို့ပဲဒါမဲ့ဂူစင်ရဲ့ buff damage နဲ့ကိုလုံးဝချက်ချင်းပျောက်သွားတယ်အလယ်လမ်းမှာကိုရုတ်ကိုင်းရတဲ့ဟာမူဇာတန်းကင်တဲ့ကောင်ကဘလောက်ပဲကောင်းကောင်းကြံတဲ့ mass band တွေ hyper တွေမိတ်တွေကမကောင်းဘူးဆိုရင်လည်းအလကားပဲအခုချိန်ကတော့ဖင်ရတော့အကောင်းဆုံးအချိန်ကိုရောက်ရှိလာခဲ့ပြီ recall ရှိတဲ့ကောင်တွေကတော့ recall ပြပေါ့ကိုရီးယားတော့ free recall ပဲရှိတော့မပြတော့ပါဘူးကိုရီဘက်ကအက်တလက်ကတော့လုံးဝတနာညာတာမှုမရှိဘူး
မြင်တာနဲ့ဆွဲပြီးတော့စားတော့တာပဲကဲဒီလိုဆိုတော့လည်းမတက်နိုင်ဘူးဗစ်တိုရီပေါ့ဗျာယူချင်းလေးနဲ့ MVP ယူလိုက်ရတယ်ဗျာ sorry နော်ကျွန်တော်တင်တဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင် like and follow လုပ်သွားပေးဖို့မေ့ပါနဲ့ကျေးဇူးတင်ပါတယ်ဗျကျွန်တော်ကိုမိုနိုပါဗျ Mobile Legend account တွေ Diamond UC တွေ PUBG account တွေကိုကျွန်တော်ရဲ့ Mono Gaming မြန်မာဆိုတဲ့ TikTok Facebook Telegram မှာအားပေးလို့ရပါကြောင်းကျွန်တော်ကြော်ညာလိုက်ပါဗျာအားလုံးပဲကျေးဇူးတင်ပါတယ်